Kanya, Babelo, Amielu, Assembly Pinida so named Kanya, Matolo, Kanya, Nianlo, Sora, Kanya, Candiaga, Minadam, Pedilu, Chinamar. Financial intelligence out there, Latin Resore, a candy of the Bojalo, Yamio, now Vichamare. Dalia Kanya, Le, Yama, a tone melo, Timare, Naja, Pinale, so many Jibu, the Yakanchamare. Can only like Canso Jensuraga, you go on my Lova, a cool love is over, not a good 12 of Pala. လူတွေရဲ့အောင်မြင်မှုကြာရှုံးမှုအကြောင်းတွေကိုပြောတဲ့အခါမှာထင်သလောက်တိတ်ပြီးတော်နေကြတာမဟုတ်တယ်လို့ထင်သလောက်တိတ်ပြီးတော့ညံ့နေတာမျိုးလည်းမဟုတ်ဘူးဗျ။ Computer operating system ကိုဖန်တီးပြီးတော့ကမ္ဘာအချမ်းသာဆုံးနံပါတ်1ဆိုတဲ့နေရာမှာအနည်း20လောက်ဖြစ်ခဲ့တဲ့ Bill Gates အကြောင်းတစ်ချက်ကြည့်အောင်။ Bill Gates ရဲ့အောင်မြင်မှုအကြောင်းတွေသူ့ရဲ့ဉာဏ်ရည်ထက်မြက်မှုအကြောင်းတွေကိုရေးထားတဲ့စာအုပ်တွေသူ့ရဲ့ဒီ documentary video တွေအများကြီးထွက်ပေါ်ခဲ့တယ်။သူအဲ့လိုတည်ထင်ဖန်တီးနိုင်အောင်နောက်ွယ်ကနေထောက်ပံ့ပေးခဲ့တဲ့သူ့ရဲ့ကံတရားကိုလည်းတစ်ချက်ကြည့်လိုက်အောင်။လွန်ခဲ့တဲ့10စုနှစ်ပေါင်းများစွာအဲ့ဒီအခါတော့ကွန်ပျူတာရှိတဲ့အနည်းငယ်သောအထက်တန်းကျောင်းတွေကတခုကိုသူတက်ခွင့်ရတယ်။1968ခုနှစ် UN ရဲ့စစ်တမ်းတွေအရတကမ္ဘာလုံးမှာအထက်တန်းကျောင်းသားဥယျာဉ်303တန်းရှိတယ်။အဲ့ဒီထဲက18တန်းအမေရိကန်တွေအဲ့ဒီ18တန်းတွေကလူပေါင်း300လောက်ကပဲဒီကွန်ပျူတာရှိတဲ့လိပ်စာအထက်တန်းကျောင်းတက်ခွင့်ရတယ်။ပြောရရင်တတန်းမှာတယောက်ရနိုင်တဲ့အခွင့်အရေးမျိုးဘေးကအဲ့ဒီခွင့်အရေးကိုရခဲ့တာ။အဲ့ဒီအရွယ်လူတန်းပေါင်း303ယောက်ထဲကလူ300ကပဲအဲ့ဒီအခွင့်အရေးကိုရတယ်။ဘေးကကတော့အဲ့ဒီကံကောင်းသူအယောက်300ကတယောက်ပေါ့။တကယ်လို့လိပ်ဆိုင်တောင်းတာမရှိဘူးဆိုလို့ရှိရင်သူတည်ထောင်တဲ့ Microsoft company လည်းရှိလာမှာမဟုတ်ဘူးလို့ဟောပြောပွဲတွေမှာဘေးကကိုလည်းပြောဘူးပဲ။တစ်ဖက်မှာဘေးကနဲ့တူအဲ့ဒီကျောင်းမှာတက်ခွင့်ရတဲ့ဘေးကရဲ့တငယ်ချင်း Ken Evans ဆိုတဲ့လူအကြောင်းကြည့်အောင်။ Ken Evans ကလည်းအဲ့ဒီခေတ်ခါတုန်းကတတန်းမှာတယောက်တာအခွင့်အရေးရတယ်ဒီလိပ်ဆိုင်ကျောင်းကိုဘေးကနဲ့တူတက်ခွင့်ရတယ်။သူလည်းအတန်းထဲမှာစာတော်တဲ့လူပဲ။ပြီးတော့ကွန်ပျူတာပညာအရာမှာလည်းဘေးကလိုပဲကျွမ်းကျင်တယ်ဘေးကနဲ့သူအကြောင်းက program တွေကိုဖန်တီးနိုင်နေကြတယ်သူတို့ကအတူတူဆက်ရှိခဲ့ကြတယ် Microsoft ကိုလည်းအတူတူလုပ်ဖြစ်လောက်တယ်လို့ဘေးကနောက်ပိုင်းမှာပြန်ပြောဘူးတယ်ဒါပေမဲ့ Ken Evans ကအထက်တန်းမပြီးခင်မှာပဲကောင်တက်ရင်းနဲ့ပြုတ်ကြပြီးတော့တည်ခဲ့ရတယ်တောင်ဝါပြုတ်ကြပြီးတည်ရဲဆိုတာကလူတတန်းမှာတယောက်လောက်ပဲဖြစ်နိုင်တဲ့ကံဆိုးမှုမျိုးဘေးကကတော့တတန်းမှာတယောက်ပဲကြုံရနိုင်တဲ့ကံကောင်းမှုမျိုးကိုကြုံခဲ့ရပြီမဲ့ Ken Evans ကတော့တတန်းမှာတယောက်သာဖြစ်နိုင်တဲ့ကံဆိုးမှုမျိုးနဲ့အဆုံးသတ်ခဲ့ရတယ်။ Force ဆိုတဲ့အာရော magnitude ဆိုတဲ့ပမာဏရောအတူတူပဲမဲ့ဥတီယာကတော့စတင်ပဲဖြစ်သွားတယ်။ကျွန်တော်တို့ရဲ့100ရာခိုင်နှုန်းစ조사မှုတွေကနေပြီးတော့100ရာခိုင်နှုန်းရလဒ်တွေပြန်ရဖို့ဆိုတာကဆက်ကြပါရရှုပ်ထွေးလွန်းလာပါတယ်။လက်ဆိုတဲ့ကံကောင်းခြင်းနဲ့ Rick ဆိုတဲ့ကံဆိုးမှုရဲ့ပါဝင်ပတ်သက်မှုတွေကတိုင်းတာလို့ခက်ခဲတယ်လို့လက်ခံဖို့လည်းခက်ခဲလွန်းလာတယ်။လောကကြီးမှာပေခဲ့လူတွေအများကြီးရှိနိုင်တယ်လို့ Ken Evans လူတွေလည်းအများကြီးရှိနိုင်တယ်။ကံကောင်းခြင်းနဲ့ကံဆိုးခြင်းရဲ့ပါဝင်ပတ်သက်မှုတွေကိုထည့်သွင်းစဉ်းစားကြည့်မယ်ဆိုရင်လူတွေရဲ့ငွေကြေးရအောင်မြင်မှုကြာရှုံးမှုတွေကိုဝေဖန်သုံးသပ်ကြည့်တဲ့အခါထင်သလောက်တိတ်တော်နေတာတွေမဟုတ်တယ်လို့ထင်သလောက်တိတ်ညံ့နေတာတွေလည်းမဟုတ်ဘူး။စီးပွားရေးပိုင်းမှာ Nobel ဆုရခဲ့တဲ့စီးပွားရေးပညာရှင် Robert Shiller ကိုကျုပ်တို့မသိနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုအကြောင်းခင်ဗျားသိတာလားဘာရှိတယ်လို့မေးလိုက်တဲ့အခါမှာသူပြန်ဖြေတာအောင်မြင်တဲ့ရလဒ်မှာကံတရားရဲ့ပါဝင်ပတ်သက်မှုတွေကပါဝင်နေတယ်လို့ပြန်ဖြေခဲ့ပါတယ်။ဒီဖြေကအတိတ်ကိုသဘောကျစရာကောင်းတယ်နော်။ပုံမှန်အားဖြင့်ဆိုရင်လူတွေရဲ့တဘာဝကတခြားလူတွေရဲ့ကြာရှုံးမှုတွေဝေဖန်တဲ့အခါမှာကျတော့ဒါကြီးကဒီကောင်ညံ့လို့ဖြစ်တာဒါကဒီကောင်ဆုံးဖြတ်ချက်အမှားတွေလုံးပြီးလို့ဖြစ်တာဆိုပြီးတော့ကျွန်တော်တို့ဒီသုံးသပ်တက်ကြပြီးတော့ကိုယ်တိုင်ရဲ့ကြာရှုံးမှုဆုံးရှုံးမှုတွေဝေဖန်တဲ့အခါမှာကျတော့ဒါကငါကံမကောင်းလို့ဖြစ်ရတယ်ပါကွာဆိုပြီးတော့သုံးသပ်ကြတာများပါတယ်။မတ်စုကဘက်ကတော့အားလုံးသိကြလိမ့်မယ်ထင်ပါတယ်။သူ့ရဲ့ Facebook လေးစာပြီးတော့အောင်မြင်ခါစားဒီ2006ခုနှစ်လောက်အချိန်တုန်းကအဲ့တော့တော်တော်လေးအောင်မြင်နေပြီဖြစ်တဲ့ Yahoo ကုမ္ပဏီက Facebook ကို$1 billion နဲ့ဝယ်ဖို့ကြိုးစားတာကိုပယ်ချခဲ့ပါတယ်။ဒါကိုအနာဂတ်ကိုကြိုပြီးတော့မြင်နိုင်တဲ့ဉာဏ်ကြီးရှင်ဆုံးဖြတ်ချက်ဆိုပြီးတော့လူတွေကဝိုင်းပြီးတော့ချီကျူးထောပနာပြုကြတယ်။ဒါပေမဲ့ Yahoo စတင်အောင်မြင်ခါစားချိန်မှာ Microsoft ဘက်ကဝယ်ဖို့ကြိုးစားတာကို Yahoo ဘက်ကပယ်ချခဲ့တဲ့ကိစ္စကိုကြာတော့လူတွေကဝိုင်းပြီးတော့ပြစ်တင်ရှုတ်ချကြတယ်။ဝယ်ယူမှုကိုပယ်ချလိုက်တဲ့ဆုံးဖြတ်ချက်ချင်းအတူတူကိုအခုချိန်မှာအောင်မြင်နေတဲ့ Facebook ရဲ့ဆုံးဖြတ်ချက်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်သွားပြီးတော့အခုချိန်မှာတိတ်ပြီးတော့မအောင်မြင်တော့တဲ့ Yahoo ရဲ့ဆုံးဖြတ်ချက်ကမှားယွင်းတဲ့ဆုံးဖြတ်ချက်ဆိုပြီးတော့ဖြစ်သွားတယ်။ဒီနေရာမှာစောစောပြောတဲ့ကံကောင်းခြင်းနဲ့ကံဆိုးခြင်းရဲ့ပါဝင်ပတ်သက်မှုတွေပါနေတော့ကျွန်တော်တို့အနေနဲ့သင်ခန်းစာယူဖို့တော်တော်ခက်ပါတယ်။ဒီကိစ္စတစ်ခါပြောမှုတာလေးရှိတယ်။အောင်မြင်မှုဆိုတာအင်မတန်ညံ့တဲ့ဆရာတယောက်နဲ့တူတယ်လူတော်တွေကိုသူတို့ဘယ်တော့မှမရှုံးနိုင်တော့ဘူးတွေးနေထင်ရောက်သွားစီတယ်ဒါဆိုရင်အဲ့ဒီစကားရဲ့ပြောင်းပြန်လည်းမှန်နေနိုင်ပါတယ်ကြာရှုံးမှုဆိုတာကလည်းအင်မတန်ညံ့တဲ့ဆရာတယောက်နဲ့တူတယ်သူကလည်းလူတော်တွေကိုသူတို့ညံ့လို့သူတို့မှားရွံ့တဲ့ဆုံးဖြတ်ချက်တွေချမိလို့သာအခုလိုကြာရှုံးနေရတာပါဆိုပြီးတော့တိမ်ငယ်သွားစီတယ်
ဒါကြောင့်ကျွန်တော်တို့အောင်မြင်သည်ဖြစ်စေကြာရှုံးသည်ဖြစ်စေကံကောင်းခြင်းနဲ့ကံဆိုးခြင်းရဲ့အခန်းကဏ္ဍကိုမမေ့ဖို့လိုတယ်အောင်မြင်ပြီဆိုရင်လည်းကံကောင်းခြင်းရဲ့အခန်းကဏ္ဍကိုထက်တွက်ပြီးတော့ကိုယ့်ကိုတွေးနဲ့ထင်မရောက်မိဖို့လိုတယ်ကြာရှုံးပြီဆိုရင်လည်းကံဆိုးခြင်းရဲ့အခန်းကဏ္ဍကိုထက်တွက်ပြီးတော့ကိုယ့်ကိုခွင့်လွှတ်နားလည်တတ်ဖို့လိုတယ်အရန်သိငင်မသွားပါဘူးခင်ဗျားဘာပဲလို့အမြဲလို့အစင်မပြေဖြစ်နေတဲ့ဆိုရင်ဒါခင်ဗျားမတော်လို့ခင်ဗျားညံ့လို့ဆိုတာထက်ခင်ဗျားကိုကံတရားကမျက်နှာသာမပေးသေးလို့လည်းဖြစ်နိုင်ပါတယ်ပြီးတော့ခင်ဗျားဘက်ကလှုပ်เสียရှိတော့လုပ်ပြီးတော့ပြင်ဆင်ထားဒါဆိုရင်ကံကြမ္မာရထားကြီးကခင်ဗျားပူတော်ဆက်လာတဲ့အခါမှာပြန်ပြီးတော့လိုက်သွားရုံနဲ့အဲ့လိုမဟုတ်ဘဲနဲ့ခင်ဗျားကဘာမှမလုပ်ဘဲနဲ့ဒီကံကောင်းလာမှာပဲထိုင်ဆောင်နေမယ်ဆိုလို့ရှိရင်တော့ခင်ဗျားဘက်ကဘာမှပြင်ဆင်မထားဘူးဆိုရင်ကံကြမ္မာရထားကြီးကခင်ဗျားစီကိုရောက်လာတဲ့တိုင်အောင်ခင်ဗျားလိုက်သွားလို့ရမှာမဟုတ်ဘူးကျွန်တော်ပြောချင်တာနားလည်မှချင်းပါတယ်။ဒါပေမဲ့ခင်ဗျားကဘာကိုပြင်ဆင်ထားမယ်ဆိုတာကိုမသိသေးဘူးဆိုလို့ရှိရင်ကျွန်တော်နဲ့တူတူပြင်ဆင်ရအောင်ကျွန်တော်ရဲ့ channel လေးကို follow လုပ်သွားပြီးတော့ဒီလိုရက်ခံချင်ပါတယ်။ခင်ဗျားတို့အကျိုးရှိစတဲ့ဗီဒီယိုလေးကိုညှိနှိုင်းတင်ပေးသွားပါမယ်